voice over ထည့်ရင်ကောင်းမလားမထည့်ရင်ကောင်းမလားစဉ်းစားနေနေပဲ video editor 48နာရီလောက်ကြာသွားတယ်ဒါကတော့ပုံမှန်မာလာတန်းဆိုင်မှာပဲတစ်ဆိုင်လုံးကလည်းတရုတ်ချက်တဲ့သူကလည်းတရုတ်ဆိုတော့မာလာအရသာစစ်စားခြင်းတော့အဲ့ဆိုင်မှာသွားစားတင်တယ်နော်အရင်ကမာလာတန်းကိုကြာခွေးထည့်ပြီးမစားဘူးစားကြည့်လိုက်တော့လည်းကောင်းတယ်နော်ဒီကြာခွေးကြိုက်တဲ့သူတွေဆိုရင် try ကြည့်တင်တယ်နော်ပျော့သွားပေမဲ့အရသာအရင်စိတ်ပြီးအရင်ကိုစားလို့ကောင်းတယ်စကားတွေရမ်းမများတော့ဦးစားပဲစားပြတော့မယ်အော်အမိုင်ကြွေးပြီးရင်ချိန်ဆုံးအမြစ်ပဲတရုတ်တွေဘာလို့မြစ်ကိုချောင်းလိုက်အမြဲတမ်းဝါစားနေရလဲဆိုတာကိုသိသွားပြီမာတော့ကတော့အဆက်ကိုလည်းပဲ2လောက်ပဲရှော့ပြီးတော့မှားလိုက်ပေမဲ့အခုတော့တရှူးရှူးတစ်ချက်ချင်းနဲ့စားနေရပြီဘဲသွေးဆိုလည်းမြမဘဲသွေးကိုပဲပို့ကြိုက်တယ်ဘလောက်ပဲ formula နဲ့ရနေရပဲပြောဒီက ready made ဘူးကြီးဖော်တုံးကြီးကိုစားနေရတာတက်ဆိုင်တော့မ formula နဲ့ရနေရဘဲသွေးတွေကိုပဲပို့ကြိုက်တယ်စားတော့ပြီးအချိုတဲဖို့ရေခဲမုံဆိုင်ခဏဝင်ပြီးသွားရင်ပြန်มาတော့မယ်ဒီဆိုင်အရန်စီသက်တာတော့ဘလုံးတည်ပြီးသားပါရေခဲမုံတစ်ခုအရေးတစ်ခွက်မှ1000ကျော်ပဲရှိရပေါ့ဒီနေ့တော့ဒီလောက်ပါပဲစောင်းလေးကြည့်ပေးလို့ကျေးဇူးပါတတား